TikTok မှာ follower 1000ရှိရတယ်ကျွန်တော်တို့ပတ်စံရှာလို့ရပါခင်ဗျာဘယ်လိုပတ်စံဘယ်လိုရှာမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးပါတယ်ကျွန်တော်တို့ရဲ့ TikTok account တွေကဒီ follower 1000ပြည့်တာနဲ့ကျွန်တော်တို့တွေဒီဈေးရောက်တာရနေပြီးတော့ပတ်စံစပြီးတော့ဝင်နေပါပြီပေါ့နော်ဈေးရောက်လာရမယ်ကျွန်တော်ရန်နေရမယ်ပေါ့နော်ဒီရန်တွေကိုကျွန်တော်ဘယ်လိုပတ်စံရှာမလဲဆိုတော့ကျွန်တော်ပြပြပေးပါမယ်နောက်တစ်ခါအရေးကြီးတာကကျွန်တော်ဒီပတ်စံရှာလို့ရတယ်ဆိုတာကကျွန်တော်မြန်မာနိုင်ငံမြန်မာ region အကောင့်တွေဆိုရင်တော့လုံးဝမရပါဘူး။ကျွန်တော်နိုင်ငံခြား region အကောင့်တွေကိုကျွန်တော်ဖွင့်တာမှာကျွန်တော်တို့ပတ်စံရှာလို့ရမှာဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်အရင်ဆုံးပြောပြကြည့်ပါတယ်။ဘယ်လိုပတ်စံရှာမလဲဆိုတာကိုကျွန်တော်တို့ဒီသွားပြီးကြည့်အောင်။ TikTok profile တွေကိုကျွန်တော်ဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ TikTok studio ရှိပါတယ်ပေါ့နော်။TikTok studio ကိုချက်ဝင်လိုက်ပါဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်2025မှာအသစ်ပါလာတဲ့ TikTok ကိုပေါ့နော် TikTok ကိုဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်TikTok ကိုတော့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာပစ္စည်းကိုကြော်ညာလို့ရှိရင်တစ်ခုကြော်ညာရေးကျွန်တော်တို့တွေက900ခိုင်တော့ပေါ့နော်ကျွန်တော်တို့ကြော်ညာရေးတွေကနေရောင်းရမယ်ဆိုလို့ရှိရင်900ခိုင်တော့ကျွန်တော် commission ရပါမယ်ကျွန်တော် more audio တွေနဲ့တွားမယ်အဲ့ဒီထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကိုရွေးချယ်ခြင်းနဲ့ကုန်ပစ္စည်းကိုပေါ့နော်ကိုရောင်းချခြင်းနဲ့ကုန်ပစ္စည်းကိုကျွန်တော်တို့ဒီမှာကိုစိတ်ရိုက်ရှာလို့ရပါတယ်ကျွန်တော်ဥပမာတစ်ခုကိုပြပေးပါမယ်အဲ့ထဲကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်ကျွန်တော်ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ post ဆိုတာရှိပါတယ်အဲ့ post ကနေပြီးတော့ကျွန်တော်တို့ဗီဒီယိုဝင်တင်ရမယ်ဗီဒီယိုတင်တဲ့အခါမှာအဲ့ဗီဒီယိုကနေမြင်ပြီးတော့ကျွန်တော်တို့ PC ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေက900ခိုင်တော့ကျွန်တော်တို့900ခိုင်တော့ commission ရမှာဖြစ်ပါတယ်ပေါ့နော်ပစ္စည်းတစ်ခုရောင်းရရင်ကျွန်တော်900ခိုင်တော့ရပါမယ်ပစ္စည်းရဲ့တန်ဖိုးကလည်းဒီမှာကျွန်တော်တို့2900ရေးထားပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီတစ်ချက်ပြန်ထွက်ပြီးရင်ဒီပုံမှာပေါ့နော်ကျွန်တော်တို့ level S ဆိုတာရှိတယ် level S ဆိုတဲ့နေရာမှာကျွန်တော် view တွေကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါမယ်ပေါ့နော် view တွေတစ်ချက်ဝင်လိုက်မယ်ဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပထမပို့နှစ်ခုရှိရပါတော့ပထမတစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီပို့ကနေပြီးတော့ဗီဒီယိုဝင်တင်လိုက်လို့ရှိရင်ကျွန်တော်တို့ပစ္စည်းတစ်ခုရောင်းရမယ်ဆိုရင်ကျွန်တော်ဒေါ်လာ30ကိုရရှိမှာဖြစ်ပါတယ်နောက်ထပ်ပို့တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယို3ပုတ်ဝင်တင်ကျွန်တော်ဒီနေ့ကနေဗီဒီယိုဝင်တင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရန်900ရရှိမှာဖြစ်ပါတယ်ဒီနေရာကနေပို့ဝင်တင်မှာကျွန်တော်တို့ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုဘယ်လိုဗီဒီယိုမျိုးသူကပတ်စံပေးရလဲဆိုတာကိုကျွန်တော်ဒီမှာဒီထဲမှာဝင်ပြီးတော့တစ်ချက်ဝင်ကြည့်မယ်သူဒီထဲမှာဗာရေးထားလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကပထမတစ်ချက်အနေနဲ့ကျွန်တော်တို့တင်မဲ့ဗီဒီယိုကအနည်းဆုံး10စက္ကန့်ရှိရပါမယ်ပေါ့နော်ကျွန်တော်တို့ကဗီဒီယိုမဟုတ်ဘဲနဲ့ဓာတ်ပုံတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ပုံအနည်းဆုံး3ပုံတင်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဓာတ်ပုံ3ပုံတင်ရမယ်ပြီးလို့ရှိရင်နောက်တစ်ချက်ကပါလဲဆိုရင်ကျွန်တော်တွေဒီတင်လိုက်တဲ့ဗီဒီယိုတွေဓာတ်ပုံတွေကကျွန်တော်အနည်းဆုံး view 300ရှိရမှာပဲview 300ရှိတဲ့ဗီဒီယို3ခုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စံရန်ရမှာပဲဖြစ်ပါတယ်ဒါပြင်ကျွန်တော်ပြင်ကိုတစ်ချက်ပြန်ပြီးထွက်လိုက်ပါအောင်မယ်ထွက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်တော့မှာရှိတဲ့ဒီဘဲလန်ပေါ့နော်ဘဲလန်ဆိုတဲ့နေရာလေးကကျွန်တော်တို့ပတ်စံထုတ်တဲ့နေရာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာပတ်စုကိုကျွန်တော်တို့ verify လုပ်ပြီးတော့ကျွန်တော်တို့ ban နဲ့ချိန်လို့ပတ်စံ ban နဲ့ချိန်ပတ်စံထုတ်လို့ရပါပြီ